လူဖြစ်လာလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပါနော်ချမ်းသာခြင်းဘာလို့ကုသိုလ်ကောင်းမှုလုပ်ဘာကုသိုလ်ပဲလုပ်ကုသိုလ်ဆိုတာသူခောပုံညတဥစ္စယောလို့ဆိုတဲ့အတိုင်းကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍမှာများပြားလာလို့ရှိရင်ချမ်းသာဒုက္ခရလာတယ်လူဘဝမှာကြည့်အခြေအနေကောင်းတွေအစာကောင်းတောက်ဖွယ်ရာတွေကျန်းမာစေတတ်တဲ့အစာအာဟာရတွေဆေးဝါးတွေဒါတွေမိဝဲသုံးဆောင်နေလို့ရှိရင်ကျန်းမာရေးဟာကောင်းတဲ့ကောင်းလာတယ်လို့ပဲလူတွေမှာလည်းပဲကုသိုလ်ကောင်းမှုတွေများပြားလာလို့ရှိရင်ထိုကုသိုလ်ကံရဲ့အကျိုးတရားတွေဟာပေါ်လာမှာပဲဖြစ်တယ်နော်သူခောပုံညတဥစ္စယောပုံညတကုသိုလ်ကောင်းမှုဥစ္စယောမိမိတဏ္ဍာမှာစုမိဆောင်းမိရှိခြင်းဟာသူခောချမ်းသာဒုက္ခရခြင်းအကြောင်းစစ်စစ်ဖြစ်တယ်လို့ဒီလိုဆိုလောကလူတွေကတော့တစ်မျိုးတွေးတယ်ချမ်းသာဖို့ဆိုတာတို့ပိုက်ဆံများများရှိရမယ်လို့